အောင်မင်္ဂလာအသင်းပြန်လာပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Division 2 Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆင်နယ်ကတော့အဆင့်1ကိုခဏရောက်လိုက်မှာပဲအတော်လေးအချို့ပြေသွားပါတယ်အာဆင်နယ်ကနှစ်ပွဲဆက်တိုက်ရှုံးနေပြီးမန်စီးတီးကိုခွင့်ရေးကြီးပေးလိုက်ပြီးတဲ့နောက်မှာဒီတစ်ပတ်တော့နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းနိုင်ပွဲကအားရကျေနပ်စရာတော့ဖြစ်မနေပါဘူးအာဆင်နယ်ကထုံးစံအတိုင်းအောင်မင်္ဂလာကစားကွက်ကတလုံးနဲ့တော့အနိုင်ကိုနဲ့ငှက်ကြားတို့ကိုအနိုင်ရရှိခဲ့တာပါဒါတွေမကသေးပဲကစားသမား2ယောက်ပါဒဏ်ရာရလိုက်သေးပြီးလက်ကျန်ပွဲလေးတွေဟာစိတ်တော့ကရောက်စရာတွေဖြစ်လာနေပါတယ်။အာဆင်နယ်အတွက်အနိုင်ဂိုးကို Average SC ကစောစောစီစီကုမ္ပဏီမာကလေးကသွင်းယူပေးခဲ့တဲ့အခါဒီတစ်ပွဲတော့ဂိုးမိုးရွာမယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းအာဆင်နယ်နဲ့အာတီတာဆိုတာဘာဂိုမှကြိုတင်မျှော်လင့်လို့မရတဲ့သူတွေဖြစ်နေရကြောင်းနောက်ထပ်သွင်းကိုမသွင်းကြတော့ပဲတကိုးသွင်းပြီးဖင်ပိတ်ကန်ကြပါတော့တယ်။ပွဲပြီးကန်နီလေငှက်ကြားတွေကခြေပါကိုရဖို့ကြိုးစားလေးဖြစ်ခဲ့ပါတယ်။စင်မြန်ကြီးနဲ့သတင်းထွက်နေတဲ့စန်ဒရိုတိုနာလီကိုရဖို့နီးစပ်ခဲ့သေးပေမဲ့ဒေးဗစ်ရာယာကသူ့ရွှေလဲရဲ့အတွက်လက်စွမ်းပြသွားခဲ့ပါတယ်။ပွဲပြီးကနေ7မိနစ်မှာဝါတာမက်တီကဝစ်ဆာအတွက်အဖို့တန်အခွင့်အရေးတစ်ခုဖန်တီးပေးလိုက်သေးပေမဲ့အာဆင်နယ်လေဗတိုးခံစစ်ကတားဆီးသွားတာကြောင့်1-0နဲ့ပြီးဆုံးပြီးလိုအပ်နေရဲ့အနိုင်3မှတ်ကိုရှာဖွေနိုင်ခဲ့ပါတယ်။စင်မြန်ပရိသတ်အတွက်ပြောရမှာလား1နဲ့ရမှာလားမသိတဲ့မှတ်တမ်းတစ်ခုဒီပွဲမှာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အာဆင်နယ်ကသွင်းဂိုးကိုတောင်းကန်ဘောကနေထုံးစံမပြတ်ရရှိခဲ့တာကြောင့်ဆက်ဖစ်ကနေသွင်းဂိုးရရှိမှု18ကြိမ်အထိရှိလာခဲ့ပါတယ်။ဒါကြောင့်အာဆင်နယ်ဟာတရားသည့်အတွင်းဆက်ဖစ်ကနေသွင်းဂိုးရရှိမှုအများဆုံးအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပြီးအောင်မင်္ဂလာပွဲကိုအမှန်တကယ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အာတီတာရဲ့ကြောက်စိမ့်နဲ့ဂိမ်းပလန်မရှိမှုကနောက်တစ်ပွဲဆက်ပြန်ပြီးဒါကိုအသင်းကောင်းဆောင်မာတင်အိုဒီကက်ကအပြည့်အဝပုံဖော်ပေးနေပါတယ်။အာဆင်နယ်ကအရှိကိုတိုက်ပြီးအခွင့်အရေးဖန်တီးရမယ်စာနောက်ပြန်ပေးနေတာကြောင့်အိုဒီကက်စီဘောလုံးရောက်တာနဲ့တိုက်စစ်အရှိန်ကရရက်သွားပါတယ်။စင်မြန်တို့အတွက်နိုင်သာနိုင်ပေမဲ့ရင်ခံစေတဲ့ဒုတိယကွက်ကတော့အက်ဆီနဲ့ကာယာဗက်စ်တို့တန်ရာရရှိသွားကြပြန်တာပါပဲ။ဒီကစားသမားတွေကတခါနိုင်ရင်နှစ်ပွဲသုံးပွဲပျောက်သွားတာကြောင့်အာဆင်နယ်အတွက်ရင်နာစရာတွေဖြစ်လာတော့မလားဆိုတာစိတ်ပူစရာလည်းဖြစ်နေပြန်ပါတယ်။ကာယာဗက်စ်နေကအစားဝင်လာတဲ့ဗီတာယိုဂရက်စ်ကတော့ဖျားစုတိုက်စစ်မှုတရားပါယိုဂရက်စ်က first touch ညံပြင်းသလိုတိုင်းရဲ့လက်ပကစားတတ်တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ပါတယ်။တရားဒီလုံးအချိန်ပေးလာတာတော့အဖြစ်မရှိသေးတဲ့ယိုဂရက်စ်ဟာနောက်မဲ့ pass လေးပေးလိုက်ရင်တော့ကိုရနိုင်တဲ့အပိုင်အခွင့်အရေးကြီးကိုလည်းဘောလုံးအုံနောက်မဲ့စွာနဲ့ဖြုံတီးပစ်ခဲ့ပါသေးတယ်။လက်ရှိ Manchester City နဲ့အာဆင်နယ်ဟာအမှတ်2ဂိုးကွာခြားချက်တူနေပါတယ်။ဒီတော့ပွဲတိုင်းအနိုင်ရဖို့နေမကပဲဂိုးတွေကြားသလောက်သွင်းဖို့လည်းလိုအပ်နေပါတယ်။အာတီတာရဲ့နေ့စဉ်နေ့တိုင်းဆိုရင်တပွဲတစ်ခုနဲ့ကျင်းနေမှာမို့ဂိုးသွင်းဆက်ကြီးမဟာလင်းနဲ့တကွာအင်အားအပြည့်ချီတက်လာတဲ့မန်စီးတီးကိုအန်တုနိုင်ပါမလားဆိုတာဆိုရင်ဖို့လည်းကောင်းနေပါတယ်။အာဆင်နယ်တက်နိုင်တဲ့တခုတည်းသောအရာကတော့ပွဲတိုင်း1-0နဲ့အနိုင်ယူပြီးမန်စီးတီးချီချော်မဲ့နေ့ကိုထိုင်ဆောင်နေဖို့ပဲရှိပါတော့တယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။